ထက်ကွဲမှလည်းမချောက်တော့မှဒါမှကြောင့်လဲဆိုရင်နေမချစ်ခဲ့မှုတဲ့ချစ်လို့နောက်ထပ်ရှိလို့တဲ့ဒါပေမဲ့ကွာအတူတူပြန်ချစ်ဖို့လည်းပါမင်းနဲ့နေဖို့ထိုင်ကုန်ငယ်လေးတစ်ခုသိထားတယ်ဒီညိုချောင်းချိုးဖို့အိမ်လေးနဲ့တရားဆုံးအမတ်တရားများသည်နဲ့ကျေရီခေါင်းထားတဲ့ပလေးတစ်လုံးရဲ့တရားရီလေးတို့ကြတဲ့ပဲအတူတမ်းချပိုင်းလေးသိထားတယ်စုံနိုင်တရားတော့မရှိတော့အမတ်တရားတစ်ခု